Hello everyone အားလုံးပဲမင်္ဂလာပါဒီချိန်ခင်မှာဒီနေ့မှာဆိုရင်ဒီချိန်နဲ့အတူတူ grammar သင်ခန်းစာတွေလေ့လာခဲ့ကြတာ lesson 13ကိုရောက်လာပါပြီဒီနေ့ဒီချိန်နဲ့အတူတူလေ့လာမယ့်သင်ခန်းစာလေးကတော့ would you like would you like ဒါကတော့ဒီ grammar ကို speaking မှာကိုသုံးပြုလို့ရတယ်ပေါ့နော်သုံးနှုန်းလေးပဲဖြစ်ပါတယ် so shall we start we use would you like to offer something or to invite somebody to do something. Would you like means do you want? တယောက်ယောက်ကိုပဲဖြစ်ဖြစ်တစ်ခုခုကိုပဲဖြစ်ဖြစ်မင်းဒါလုပ်ချင်လား do you want နဲ့အတိတ်ပဲတူတယ်ပေါ့နော်ဥပမာ would you like some cakes မင်း cake စားချင်လား do you want some cake cake စားချင်လား cake လိုချင်လားအတူတူပဲ would you like some coffee coffee တောက်ချင်လား coffee လိုချင်လားစသဖြင့်ပေါ့နော်Okay. Would you like to go to the cinema? Cinema သွားချင်လား Do you want to go to the cinema အတိတ်ပဲတူပဲ Where would you like to go? မင်းပဲသွားချင်လဲအဲ့တော့ would you like က do you want နဲ့အတိတ်ပဲတူပါတယ် Okay နောက်တစ်ခုအတူကောက်ဒါရှိတာပေါ့နော် I for stopy D like I'd like I would like to talk about something that we want or something that we want to do တခုခုကိုကလိုချင်တယ်လုပ်ချင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော် for example I would like some water please I want some water နဲ့အဓိပ္ပာယ်တူတူပဲရေလိုချင်တယ်ရေတောက်ချင်တယ်ပေါ့နော် I like more information about this product ဒီထုတ်ကုန်နဲ့ပတ်သက်ပြီးတော့သတင်းချက်လက်တွေငါပိုသိချင်တယ် I would like to go to the zoo I want to go to the zoo နဲ့တူတယ်တိရစ္ဆာန်ဥယျာဉ်ကိုသွားချင်တယ် I would like to have a lemonade တောက်ချင်တယ်စသဖြင့်ပြောတဲ့အသုံးအနှုန်းလေးပဲဖြစ်ပါတယ်အားလုံးပဲနားလည်မယ်လို့ယုံကြည်ပါတယ် so now let's move on to the next one နောက်တစ်ခုကလေကျောင်းသားတွေကရောတယ်ပေါ့နော် like ခုန I would like I like ဒါ like we use like plus things or people to say we think these things or people are nice or good မှာဆိုရင် I like coffee ကြိုက်တယ်လို့ပြောတာ I think coffee is good coffee ကောင်းတယ်ဒါကြောင့်မို့ coffee ကိုကြိုက်တယ် I like John I think John is nice John ကကောင်းတယ်အဲ့တော့ငါ John သဘောကျပေါ့နော်အဲ့လိုပုံစံမျိုးဒီမှာတော့ like တစ်လုံးနဲ့ဆိုရင်တော့ဒါကြိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးwe use like plus ing to say that we enjoy doing something ဒီမှာဆိုရင်လည်းတခုခုလုပ်ရတာကြိုက်နှစ်သက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော် for example I like dancing I enjoy dancing နဲ့အတူတူပဲငါကရတာကြိုက်တယ် I like going to the cinema I enjoy going to the cinema နဲ့အတိတ်ပဲအတူတူပဲရုပ်ရှင်ရုံကိုသွားရတာကြိုက်တယ်အဲ့တော့မရောနဲ့ပေါ့နော်ဒီ like ရဲ့အနောက်မှာဆိုရင် noun လေးလိုက်လို့ရတယ် ing ပုံစံ ing ပုံစံလေးလိုက်လို့ရတယ်ဒါဆိုရင်တော့ကြိုက်တယ်ကြိုက်နှစ်သက်တယ်ဒါကကောင်းတယ်လို့ပြောတာမျိုးပေါ့နော် Okay so we use do in questions for example do you like coffee do you like going to the cinema အဲ့တော့ဒီနှစ်ခုရဲ့အသုံးပြုပုံလေးပေါ့နော် like လား would like လားတချို့တို့လေ့လာကြည့်ကြမယ်ပေါ့နော်ဒီမှာတော့တချို့ကပြောသလိုပဲ would like ဆိုရင်တော့ဒါ do you want နဲ့အတိတ်ပဲတူရဲမိတာကိုလိုချင်လား like ဆိုတာကတော့မိတာကိုကြိုက်လား do you think ဒါကောင်းတယ်လို့ထင်လားပေါ့နော် for example would you like some cake မှာဆို do you want some cake အတူတူပဲ would you like to go to the beach ကမ်းခြေသွားခြင်းလား do you want to go to the beach မှာဆိုလိုချင်နေဆို I like some tea အဖေလိုချင်နေပေါ့နော် I like to watch TV အကယ်၍ verb ဆိုရင်တော့ to လေးပါရမယ်ပေါ့နော် I like watch တော့မရဘူး to လေးထည့်ပေးရမယ် would like to အဲ့တော့ verb အနောက်က verb ပြောခြင်းနေဆိုရင် I would like to blah infinitive noun ဆိုရင်တော့noun လိုက်မယ်ဆိုရင်တော့လိုက်စရာမလိုဘူးပေါ့နော်တူထည့်စရာမလိုဘူး I like to some tea ဆိုရင်တော့မှားရပေါ့နော်ဒီမှာ I apostrophe d ဆိုတာကတော့ဒီချေတို့ I would ရဲ့အထူးကောက်လေးပေါ့နော်ဒါလေးကိုနားလည်မယ်လို့ထင်တယ်နောက်တစ်ခု like ကြိုက်တယ်တခုခုကကောင်းတယ်အဲ့လိုမျိုးပေါ့နော် do you like cake sorry ဒီ cake ကကောင်းလားပေါ့နော်ကြိုက်လားပေါ့do you like going to the beach do you like to go to the beach ဒီကဲကျူသွားတာမင်းကြိုက်လားပေါ့ကြိုက်တယ်ဒီလိုနှစ်ခုပုံစံရေးလို့ရတယ် do you enjoy going to the beach ဒါလေးရေးလို့ရတယ် okay ငါကြိုက်နှစ်သက်တယ်သဘောကျတယ်ဒါကောင်းတယ်လို့ထင်တယ်ဆိုရင်
I like tea ဒါဆိုရင် I think tea is good ငါလက်ဖေးကြိုက်တယ်ပေါ့နော် I like watching TV I like to watch TV ရေးလို့ရတယ် I enjoy watching TV အမှဆိုရင် like ရဲ့နောက်မှာ ing like plus ing လည်းရေးလို့ရတယ် like ရဲ့နောက်မှာ to infinitive လေးလည်းရေးလို့ရပါတယ်ဒီ form လေးကိုရှင်းဝမယ်လို့ယုံကြည်ပါတယ် would like နဲ့ like ပါမတူပါဘူးအဓိပ္ပာယ်လေးอ่ะเนาะ okay ဒါဆိုရင်ဒီကျတို့ဒီမှာခုနကဒီချေရှင်းပြထားတဲ့အကြောင်းအရာလေးပါပဲ I like tea ဒါဆိုရင်တော့ coffee sorry လက်ဖေးရည်ကိုကြိုက်တယ် I would like some tea လက်ဖေးရည်တောက်ခြင်းနဲ့အဲ့လိုမျိုးเนาะဒါကလက်ဖေးရည်ကြိုက်တယ်ဒါ I would like ဆိုရင်လက်ဖေးရည်တောက်ခြင်းနဲ့လက်ဖေးလိုချင်တယ် do you like tea မင်းလက်ဖေးရည်ကြိုက်လား would you like some tea လက်ဖေးရည်တောက်ခြင်းလားလိုချင်လားလို့ပြောတာပေါ့เนาะနောက်တစ်ခု like ရဲ့နောက်မှာဆိုရင် ing လိုက်လို့ရတယ် to infinitive လိုက်လို့ရတယ် would like ရဲ့နောက်မှာဆိုရင် would like to infinitive လိုက်လို့ရတယ်မှာဆိုရင် I like going to the cinema I would like to go to the cinema do you like going to the cinema would you like to go to the cinema အဲ့တော့ဒီလိုပုံစံလေးတွေဒီချေအရှိမှလည်းတင်ပြပြီးသွားပြီဆိုတော့နားလည်မယ်လို့ထင်ပါတယ်ဒါဆိုရင်ဒီချေတို့က exercise လေးကပြောင်းပေးရမယ် I want some coffee coffee တောက်ချင်တယ်ဆိုရင် I would like some coffee အဲ့လိုပုံစံရေးပြရမယ်အဲ့တော့ once ဆိုရင်ဒါ would like နဲ့တူတယ်ဆိုတော့ဒါသိရပေါ့နော်အဲ့တော့ဒီချက်ကိုနံပါတ်4တက်ပြီးတော့နံပါတ်1ကနေတန်းချီဖြည့်ပေးပါဖြည့်ပြီးွားတာတေးကြရဲဆိုမှဗီဒီယိုလေးကိုစက်ကြည့်ပါဗီဒီယိုလေးကိုခဏလေးရပ်ပြီးဖြည့်ပြီးပြီဆိုရင်တော့ဒီကျတို့အဖြေလေးတိုက်မယ်အကယ်၍10ခုလုံးမှန်တယ်ဆိုရင်တော့ဒါကကိုကအရှိရသင်ခန်းစာလေးတွေကိုနားလည်တယ်လို့ယူဆရတယ်အကယ်၍ကိုကမှားနေတာလေးရှိတယ်ဆိုရင်တော့ဗီဒီယိုလေးကိုပြန်ကြည့်ပြီးတော့ပြန်ဖြည့်ပေးပါဒါဆိုရင်ဒီချေတို့ဒီနေ့သင်တဲ့သင်ခန်းစာလေးကိုအားလုံးပဲနားလည်မယ်လို့ယုံကြည်ပါတယ်ဒီချေတို့နောက်ထပ်သင်ခန်းစာတွေမှာပြန်တွေ့ကြမယ်နော် bye bye have a good day